သားတွေသမီးတွေမွေးခဲ့တယ်လေမရှိတော့ကိုယ်တွေပဲရှာဖွေကျွေးခဲ့တာပေါ့ခုတော့သူတို့လေးတွေကအိမ်အောင်နေတဲ့ကြာသွားတဲ့အခါကျတော့ဒီမှာလေဖေးကြီးလေးဖြတ်ချိုင်းခဲ့တယ်ဘယ်သားသမီးရမှပြန်မကြည့်ဘူးသူတို့ပေးသလောက်ကျွေးသလောက်ပဲယူချတယ်ဒါပဲမလို့အမေတို့ကတော့ပြောဘူးပါတယ်တားယောက်ျားလေးလိမ့်မရင်အားတစ်ခုပေါ့ဒီမိဘနှစ်ပါးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့အခုခေတ်လူတော်တော်များများဟာငယ်ကြီးဦးတွေကိုမေ့ထားကြတာဒီအများကြီးပါပဲဒါနဲ့ပတ်သက်လို့ဥပုံဓာတုရဲ့အဖေးအိမ်ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့ဥပုံဓာတုရဲ့အမေကြီးကမေးတယ်ငါသားတဲ့တားမငယ်ကြီးဦးရှိလားလို့မေးတော့ဟာရှိတာပေါ့အမေရဲ့တဲ့ဘာတူလဲဆိုတော့ကျွန်တော်မိမဟာကျွန်တော်ငယ်ကြီးဦးပဲလို့ဖြေပါတယ်မင်းမှားနေပြီတဲ့မင်းငယ်ကြီးဦးကတတ်တတ်ကိုရှိတာဆိုတော့ဥပုံကလည်းအမေရဲ့တဲ့ဘာတွေပြောတာလဲဗျာပေါ့ဘေးနားမှာလည်းမိမရှိတော့နည်းနည်းလေးအားနာပုံပေါ်ပါတယ်ဘာမှမင်းမိမကိုအားနာစရာမလိုဘူးမင်းမိမရှိမှပဲပွင့်ပွင့်လင်းလင်းပြောလို့ရတယ်တားရဲ့အေးပါကွယ်တဲ့မင်းမပြောရဲဘူးဆိုရင်လည်းပဲငါပြောပါမယ်ဆိုတော့မိမဖြစ်တဲ့သူကလည်းပဲစိတ်ဝင်စားနဲ့ငါယောက်ျားနောက်ွယ်မှာဘာတွေများလှုပ်ထားလဲငါတဲ့အရင်ငယ်ကြီးဦးမြရှိခဲ့သလားဆိုတဲ့အတွေးနဲ့စိတ်ဝင်စားနားထောင်နေပါတယ်အဲ့ဒီမှာအမေကြီးကဘာပြောတော့ဆိုတော့ငါသားတဲ့သားကိုပထမဦးဆုံးချစ်ရေးဆိုခဲ့တာဟောဒီအဖေနဲ့အမေပါတဲ့သားရီအဖေကိုချစ်လားသားရီအမေကိုချစ်လားဆိုတော့ငါသားကလည်းပဲချစ်ပါတယ်လို့အဖြေပေးခဲ့တယ်လေပြီးတော့သားကလည်းပဲအမေတို့ကိုမေးတယ်သားကိုချစ်လားလို့မေးတော့ဖေတို့အမေတို့ကလည်းပဲသားကိုချစ်ပါတယ်လို့ပြန်ပြောခဲ့ကြတယ်တယောက်နဲ့တယောက်တဦးနဲ့တဦးအပြန်အလှန်ချစ်ခဲ့ကြတယ်သားကလည်းပဲအဖေတို့အမေတို့ကိုမျက်စိအောက်ကနေအပြောက်မခံနိုင်တယ်လို့အမေတို့ကလည်းပဲသားကိုမျက်စိအောက်ကနေအပြောက်မခံနိုင်တယ်သားကလည်းပဲအမေတို့အဖေတို့တခုခုဖြစ်မှာကိုစိုးရင်ခဲ့တယ်အမေတို့အဖေတို့ကလည်းပဲသားတခုခုဖြစ်သွားမှာမျက်စိအောက်ကပျောက်သွားမှာကိုအလွန်ကိုစိုးရင်ခဲ့ပါတယ်သားရဲ့ပါနုနုလေးကိုပထမဦးဆုံးနှမ်းခဲ့တာဟောဒီအမေပါသားကလည်းပထမဦးဆုံးအာဘွားပေးခဲ့တာအနမ်းပေးခဲ့တာဟောဒီအမေပါသားရဲ့သားကိုပထမဦးဆုံးလဲချီဆိုခဲ့တယ်ပထမဦးဆုံးလဲအနမ်းနေပေးခဲ့တယ်သားရဲ့ငယ်ကြီးဦးဟာဘာသူဖြစ်မလဲသားစဉ်းစားပေါ့သားဟာလေအသက်ကြီးလာတာနဲ့အမျှငယ်ကြီးဦးတွေကိုမေ့တတ်လာပြီမေ့နေပြီနော်ငယ်ကြီးဦးတွေကိုသတိမရတော့ဘူးအားလုံးလည်းအတူတူပဲငယ်ကြီးဦးတွေကိုသတိမရကြတော့ဘူးမိဘတွေကချစ်ရေးဆိုခဲ့ကြတယ်ဒါရီသမီးတွေကလည်းပဲတီတီတာတာပြောတတ်တဲ့အရွယ်ရောက်တော့အဖေကိုချစ်တယ်အမေကိုချစ်တယ်ဆိုပြီးလွတ်လွတ်လပ်လပ်အဖြေပေးခဲ့ကြတယ်အဖေကလည်းချစ်တယ်အမေကလည်းချစ်တယ်သားတွေကလည်းချစ်တယ်သမီးတွေကလည်းပဲအဖေအမေတွေကိုဝိုင်းပြီးတော့မှချစ်ကြတယ်ဒီသားတွေသမီးတွေကလည်းပဲမျက်စိအောက်ကနေမိဘတွေကိုပျောက်သွားမှာကိုမလိုလားတယ်လို့စိုးရင်ကြတယ်လို့မိဘတွေကလည်းပဲဖေတွေအမေတွေကလည်းပဲဟောဒီသားဟောဒီသမီးလေးတွေကိုမျက်စိအောက်ကနေပျောက်သွားမှာကိုတခုခုဖြစ်သွားမှာကိုစိုးရင်ခဲ့ကြတယ်ဒီသားဒီသမီးလေးတွေကိုပထမဦးဆုံးအာဘွားပေးခဲ့တာအနမ်းပေးခဲ့တာဟောဒီမိဘနှစ်ပါးတွေဖြစ်ပါတယ်ဒီသားဒီသမီးတွေကလည်းပထမဦးဆုံးအနမ်းပေးခဲ့တာဒီမိဘနှစ်ပါးဖြစ်ပါတယ်ဒါကြောင့်မို့ငယ်ကြီးဦးတွေကိုမေ့မထားကြပါနဲ့ငယ်ကြီးဦးကိုတတိယပြီးတော့ပြုစုဆောင်ရှောက်ကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲငယ်ကြီးဦးကိုအများကြီးချစ်နိုင်ကြပါစီဗျာ